Telegram channel ဘယ်လိုထောင်ရလဲဆိုတာကိုမသိသေးဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ Telegram channel ကိုထောင်ခြင်းနဲ့ဆိုရင် Telegram account ရှိဖို့လိုအပ်ပါတယ်အကယ်၍ account မရှိဘူးဆိုရင် YouTube ရဲ့ search box မှာ Solwin Official ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီ account ဖြစ်ပါတယ်ဒီ account မှာ Telegram account ဖွင့်နည်းကိုဗီဒီယိုနဲ့တင်ထားပေးပါတယ် Telegram account ဖွင့်ပြီးပြီဆိုရင် Telegram channel ကိုဘယ်လိုထောင်ရလဲဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ် Telegram နဲ့ဝင်ပါမယ်အောက်ဆုံးကခဲတံပုံလေးကိုနှိပ်ပါမယ်new channel ဆိုပြီးတော့ရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါမယ်အဲ့ဒါပြီးရင် credit channel ဆိုပြီးတော့နှိပ်ပါမယ်ဒီနေရာမှာကိုပေးခြင်းတဲ့ channel နာမည်ကိုပေးလို့ရမှာဖြစ်ပါတယ်ပြီးရင် description ရေးပါမယ် description ရေးပြီးပြီဆိုရင်အပေါ်ဆုံးမှာရှိတဲ့အမှတ်ချက်ကိုချစ်လိုက်ပါမယ်ဒီနေရာမှာ public channel နဲ့ private channel ဆိုပြီးတော့ရှိပါတယ်ကျွန်တော်တို့က public channel ကိုပဲရွေးထားရမှာဖြစ်ပါတယ် channel link ကတော့ကိုယ့်ဘက်ကိုဖန်တီးရမှာဖြစ်ပါတယ်အောက်မှာအစိမ်းရောင်ပေါ်မှာကျွန်တော်တို့အပေါ်ကအမှန်ချက်ကိုချစ်လို့ရမှာဖြစ်ပါတယ်အစိမ်းရောင်ပေါ်အမှန်ချက်ကိုချစ်လို့ရမှာမဟုတ်ပါဘူးအဲ့ဒါပြီးတဲ့နဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကိုကျွန်တော်တို့ group ထဲကိုထည့်ထားရမှာဖြစ်ပါတယ်ပေါ့နော်ထည့်လဲရတယ်မထည့်လဲရပါတယ်ပေါ့နော်ထည့်ပြီးပြီဆိုရင်အောက်ဆုံးမှာရှိတဲ့မြားလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်မြားလေးကိုနှိပ်ပြီးရင် channel တစ်ခုရပါပြီ channel ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ channel ရဲ့ link ဖြစ်ပါတယ်ပေါ့နော်ဒါကတော့ QR code ပေါ့နော်ဒီမှာတော့ channel ရဲ့ subscriber ပြနေတာဖြစ်ပါတယ် channel setting ကိုတွားပါမယ်ဒီနေရာမှာကိုယ့်ရဲ့ဓာတ်ပုံတွေကိုထည့်ထားလို့ရမှာဖြစ်ပါတယ်အားလုံးနားလည်မလို့မျှော်လင့်ပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်မေးစရာရှိတဲ့ဆိုရင် comment မှာမေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်